တချို့တွေကအလှငွေတွေပါတယ်လှူတဲ့ချိန်မှာပေါ့နော်မိဘမဲ့အကြောင်းဖြစ်ဖြစ်တခြားနေရာဖြစ်ဖြစ်အလှငွေတွေလှူတဲ့ချိန်မှာသူများမသိမှတအားစိုးရိမ်ပြီးတော့မှနော်ကိုယ်တိုင်ကဘာဖြစ်လဲဆိုတော့လိုက်ပြီးတော့ကြည်ညာတာကိုဘလောက်လှူကြအောင်ဘလောက်ဒီနှစ်တော့ငါဘလောက်လှူလိုက်ပြီးပြီ300လှူလိုက်ပြီးပြီ3000လှူလိုက်ပြီးပြီနောက်နှစ်ကျရင်ငါဒီထက်ပိုလှူမယ်ဆိုတာတွေပေါ့ကိုယ်တိုင်ကြွားတာပေါ့ကိုယ်တိုင်ကလှူတယ်ကိုယ်တိုင်ပြောတယ်ပေါ့ဒီလိုအကြောင်းအရာတွေဒီလိုကိစ္စတွေအလှူအတန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာကိုကလှူတဲ့ဥစ္စာကိုကိုကမကြွားတဲ့မအောင်တပားလှူကနေပြီးတော့မှသူကဒီလောက်လှူတယ်ဒီလောက်လှူတယ်ဆိုပြီးတော့မှချီးမွမ်းခံဖွင့်ရမှာဖြစ်ပါတယ်ကိုလှူပြီးတော့ကိုဟာကိုချီးမွမ်းခံဖွင့်တယ်ဆိုတာကမဖြစ်တဲ့အရာတစ်ခုပါဒီအရာနဲ့ပတ်သက်ပြီးမှကျန်းစာမှာဘယ်လိုပြောထားလဲဆိုတဲ့အကြောင်းအရာနဲ့ကျွန်မနည်းနည်းပြောချင်တယ်ဘာလို့လဲဆိုတော့ခုနောက်ပိုင်းမှာကျွန်မတို့ကအလှငွေနဲ့ပတ်သက်ပြီးတော့ဗောနော်လှူနိုင်ကြောင်းတန်းနိုင်ကြောင်းကြွားချင်တာခက်မြများလှူတာပေးတာကိုကြွားချင်တာခက်မြများအဲ့ဒီအရာကနှုတ်ကပတ်တော်နဲ့ကျမ်းစာနဲ့ညီသလားဆိုရင်လုံးဝမညီပါဘူးနော်ဆိုကျမ်းစာထဲမှာဗာပြောထားလဲဆိုရင်တော့ရှင်မဿဲခန်းကြီး6အငယ်3ကနေ4မှာတင်ဒီအလှူဒါနကိုပေးတော့အခါပေးကြောင်းကိုမထင်ရှားစေခြင်းငှာလက်ရလက်ပြုသည်ကိုလက်ရလက်ပြုသည့်အမှုကိုတဲ့လက်ဝဲလက်အမျှမသိစေနဲ့တဲ့ဆိုတော့လက်ရလက်ကနေပေးလိုက်တဲ့အလူငွေကိုလက်ဝဲလက်ကတော့မသိစေနဲ့လို့သူကပြောတယ်အဲ့ဒီຢာဘာပြောချင်လဲဆိုတော့ကိုပေးလိုက်တဲ့အလှူကိုတဲ့ဘသူ့မှမသိစေနဲ့တဲ့ကိုကလူတယောက်ကိုအကူညီလိုက်တယ်တကယ်လို့အဲ့လိုကူညီတယ်ကိုကလည်းစိတ်ရင်းနဲ့ပဲကူညီလိုက်တယ်အဲ့ဒီကူညီတဲ့ဥစ္စာကိုဟဲငါလူတိုင်းကိုလိုက်ပြီးတော့ငါလေသူ့ကိုစိတ်ရင်းနဲ့ကူညီလိုက်တာပတ်စံဘလောက်ငါသူ့ကိုကူညီလိုက်တာတိလားငါ4-5-6သိန်းသူ့ကိုကူညီလိုက်တာလေသူရမ်းဆင်းရဲလို့လေသူအရန်ကြီးခက်ခဲနေလို့ဆိုပြီးတော့ကိုပေါ့ကိုကြွားတာမျိုးကိုမလုပ်ရဘူးတဲ့နော်ကျန်းစာထဲမှာနောက်တစ်ခုကပါလဲဆိုမထင်ရှားသောအရာကိုမြင်တော်မူသောသင်၏အဘဒီအကျိုးကိုထင်ရှားစွာပြီးတော်မူလက်တန်းတဲ့မထင်ရှားသောအရာဆိုတာကအဲ့လိုမျိုးတယောက်ကိုကူညီလိုက်တယ်လှူလိုက်တဲ့အရာကိုဘယ်သူမှမကြွားဘဲနဲ့သူလိုအဲ့လိုကူညီလိုက်တယ်ကိုကလည်းကူညီချင်တဲ့စိတ်ရှိတဲ့အတွက်ကြောင့်ကူညီလိုက်တယ်ဘယ်သူမှကြွားမနေကိုသိရင်ရပြီနော်ဖခင်တခင်သိရင်ရပြီတိတ်ဆိတ်အဲ့လိုမျိုးကူညီတတ်တဲ့လူတွေရှိရနော်တချို့ကလေကိုကခဲတဲ့ချိန်လေးမှလာပြီးကူညီသွားတယ်ဘာမှလည်းကိုစီကရယူလို့စိတ်လည်းမရှိဘူးအဲ့လိုလူတွေရှိရနော်ဆိုတော့ဖခင်တခင်ကလည်းအဲ့လိုမျိုးလေးကိုသဘောကျတာပါအလူငွေတွေလှူတဲ့ချိန်မှာဘသူ့မှမသိစေနဲ့ကိုနဲ့ဖခင်တခင်သိရင်ရပြီနော်ကိုကူညီလိုက်တဲ့လူကသိရင်ရပြီကိုကအဲ့လိုလေးကူညီသွားမယ်ဆိုရင်ကိုကူညီတာခံလိုက်ရတဲ့သူကလည်းပြောမှာပဲမပူနဲ့ပြောပေးမှာ तू ကဘလောက်လှူသွားတာဘလောက်ငါ့ကိုကူညီသွားတာဘလို့တွေပေးသွားတာဘလို့တွေကူညီသွားတာဆိုပြီးမှပြောတာပဲမပြောတဲ့လူမရှိဘူးပြောတာပဲ तू တပားကနေပြီးတော့ချီးမွမ်းပါစေလို့ပြောချင်တာကတော့သိလားဒါကြောင့်အလှငွေတွေပါတယ်လှူတဲ့ချိန်မှာငါလှူတယ်ငါ300လှူတယ်ငါတော့ဖခင်เจ้าမှာ3000လှူတယ်300လှူတယ်ဆိုတာတွေကိုကိုယ်တိုင်ကြွားဖို့မဟုတ်တိတယ်ကိုလှူလိုက်တဲ့နေရာတွေကနေတိတယ်သူတို့ကနေပြီးတော့မှကြွားပြောလိုက်မယ်ချီးမွမ်းလိုက်မယ်အော်ဒီအမကတော့ဘလောက်လှူပြီးသွားပြီ तू ကတော့နော်300လှူပြီးသွားပြီ350လှူပြီးသွားပြီသူတို့ကနေပြီးမှပြောလိုက်မယ်အဲ့လိုတပားသူကပဲချီးမွမ်းပါစေလို့ပြောချင်တာကိုကလှူတယ်ကိုက line ပေါ်မှာတက်ကြွားတယ်နော်ကိုယ်တိုင်ကကြွေပြတယ်ဒီအရာကကျွန်မပြောချင်တာကလူအနေနဲ့ကိုပတ်စံနဲ့ကိုလှူတာပဲကိုကြွားရင်လည်းကြွားမှာပေါ့ကိုရှာထားတာပဲမှန်တာပေါ့ရှာထားတာပေါ့ဟုတ်တယ်လေဒါပေမဲ့တမန်ကျမ်းစာနဲ့ကြည့်မယ်ဆိုရင်သူတပားကိုကူညီလိုက်တဲ့အရာလှူလိုက်တဲ့အရာဟာတိုးတိတ်ကလေးနဲ့လှူတဲ့အရာကိုဖခင်သခင်ကပို့ပြီးတော့နှစ်သက်ပါတယ်ကိုလှူ
ကိုလှူတာကိုခံလိုက်ရတဲ့သူကလည်းမပြောဘဲနဲ့မနေဘူးမချီးမွမ်းဘဲနဲ့မနေဘူးနော်ပြောတယ်ချီးမွမ်းပေးတယ်တိဖို့ကအဲ့ဒါကြောင့်ကိုကတလောက်လှူတယ်တလောက်လှူတယ်တလောက်လှူတယ်ဘလောက်ပေးနိုင်ကြောင်းဘလောက်ကျွေးနိုင်ကြောင်းဆိုတာလေကိုကကြွားဖို့မဟုတ်ပါဘူးအဲ့ဒီအရာကိုကျမတို့တစ်ချက်သတိထားရမှာဖြစ်ပါတယ်ကျမတို့ယုံကြည်သူများအတွက်ပြောတာပါနော်ဆိုတော့နောက်တစ်ခုကဘာလဲဆိုရင်အဲ့လိုမျိုးကိုလှူတာကိုခံလိုက်ရတဲ့သူတွေဟာသူတို့ကမပြောဘဲနဲ့မနေပါဘူးပြောပါတယ်။အော်ဒီအမကတလောက်လှူတာသူပတ်စံအဲ့လောက်ကြီးလှူသွားတာတော့မှသူကဘာမှလည်းနော်ဘာတစ်ခုမှလည်းမဟာဘူးသူကတိုးတိတ်ပဲဆိုအဲ့လိုမျိုးသူများပို့ပြီးတော့လေးစားပြီးတော့လေရှိန်ပြီးတော့လေသူများချီကျူးရသေးလားကိုကပတ်စံလှူလိုက်တယ်ကိုကိုယ်တိုင်ကသူများကိုမချီးမွမ်းခင်ကိုကိုယ်တိုင်ကကိုယ့်ဟာကိုချီးမွမ်းကိုယ့်ဟာကိုကြွားလုံးထုံနေနော်အဲ့ဒါဆိုသူများကကိုကိုချီးမွမ်းစရာတိတ်မကြံတော့ကိုကိုအကုန်လုံးမွန်းတင်လိုက်ပြီအဲ့ဒီအရာကိုမကြိုက်တာပါဘုရားသခင်ကဒါကြောင့်သခင်ယေရှုကလူတွေကိုကျမ်းမာခိုင်းတဲ့ချိန်မှာလေတည်တဲ့သူတွေရှင်ခိုင်းတဲ့ချိန်မှာသူကပါလေသူဟာသူကြွားတာမဟုတ်လိုက်မကြွားအောင်ငါတည်တဲ့သူရှင်ခိုင်းတယ်ငါကအနာရောဂါငြိမ်းခိုင်းတယ်ဆိုသူကကြွားတာမဟုတ်ဘယ်သူမှမသိစေနဲ့တဲ့သူတပည့်တော်တွေကိုဘယ်သူမှမပြောနဲ့ဒီကိစ္စကိုတဲ့သခင်ယေရှုအဲ့လိုဖုံးထားတယ်သူကသူများတွေကိုချမ်းမာပြီးတဲ့အချိန်တိုင်းပေါ့နော်သူကဘာပြောလဲဆိုတော့မပြောနဲ့ဘယ်သူမှမသိစေနဲ့အဲ့လိုပဲပြောတာသခင်ယေရှုကဒါပေမဲ့လည်းလူတွေကမနေနိုင်တဲ့ခါကျတော့ဘာဖြစ်လဲနောက်ဆုံးတော့ဟာဘုရားသခင်ကသူ့ကိုချမ်းမာခိုင်းတာသိလားဆိုပြီးလူတိုင်းကိုလိုက်ပြောကြတာပေါ့နော်မြင်တဲ့လူကအဲ့ဒီလိုနဲ့သူ့ရဲ့ဘုန်းတော်ကထင်ရှားတာဖြစ်တယ်သူကိုယ်တိုင်ကဘုရားရှင်ကိုယ်တိုင်ကသူကလူတယောက်ကိုကျမ်းမာခိုင်းပြီးပြီဆိုသူကလိုက်ပြီးမှငါသူတို့ကျမ်းမာခိုင်းတာလိုက်မကြွားနေဘူးဒီအရာဘာကိုပြောချင်တာလဲဆိုတော့နှိမ့်ချခြင်းလူတယောက်ကိုကူညီတယ်ဆိုတာတကယ်ကိုလိုအပ်လို့ကိုကကူညီပေးလိုက်တာကို့မှာလည်းကူညီခြင်းနဲ့စိတ်အပြည့်အဝရှိလို့ကူညီပေးလိုက်တာဆိုတော့ဒီအရာပေါ်မှာကိုယ်တိုင်ကကြွားလုံးထုတ်နေဖို့မဟုတ်ပါဘူးတပားသူကနေပြီးတော့ပဲချီးမွမ်းပါစေအဲ့ဒါတစ်ချက်သတိထားရမှာဖြစ်ပါတယ်ဟိုလွန်ခဲ့တော့ကကျမတို့မြန်မာပြည်မှာရေကြီးတဲ့ချိန်မှာကျမသတင်းမှာဖတ်လိုက်တယ်ပေါ့နော်ဒီစံအိတ်ကားတစ်စီးလုံးအပြည့်ပေါ့နော်လှူလိုက်တဲ့တထေးတယောက်ကသူကပါလဲဆိုအစ္စလာမ်လူမျိုးတထေးတယောက်ပေါ့နော်အမီမတိတထေးတယောက်ကကားတစ်စီးလုံးကိုစံအိတ်အပြည့်သူကလှူလိုက်တယ်ဆိုပြီးတော့သူတို့သတင်းမှာသူတို့ရေးကြတယ်လေဒါအချီးမွမ်းထားကြတယ်တော့ comment နေမှာလဲကျမလည်းဝင်ဖတ်ကြည့်တာပေါ့ဒါပေမဲ့အမီမသိတဲ့လူတရားကိုလို့ပဲသူတို့ရေးတယ်သူ့ရဲ့နာမည်ကိုမဖော်ပြအောင်လူတော့လှူလိုက်တယ်နော်အဲ့ဒါကြောင့်ကျမသဘောကျတယ်အဲ့ဒီရဲ့လမ်းစဉ်ကိုကျမသဘောကျတယ်တိတ်ကြိုက်တယ်တိတ်သဘောကျတယ်ကိုကလှူလိုက်တယ်မလားကိုရဲ့နာမည်ကိုမသိစေဘူးကိုဘယ်ဝါမှန်းအောင်မှမသိခိုင်းစေချင်ဘူးသူတပါးကိုဒါပေမဲ့လိုအပ်နေတဲ့သူတွေရှိလို့သူကလှူပေးလိုက်တယ်ဒါပေမဲ့သူဘယ်ဝါလှူတယ်သူဘလောက်လှူတယ်ဘလောက်ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာသူလှူတယ်တိမ်ပေါင်းဘလောက်ရဲ့ဆိုင်အိတ်ဘလောက်ရဲ့သူလှူလိုက်တယ်ဒါပေမဲ့အလူရှင်ကတော့အမီမသိနော်အစ္စလမ်ဘာသာဝင်တထေးတယောက်ဆိုပြီးတော့အဲ့ဒီရဲ့ဟာလေးကျမဖတ်မိတဲ့ချိန်မှာလေကျမကဒီကျမ်းစာမှာရှိတဲ့အရာလေးကိုတတိသွားရမိတယ်ဒီလိုပါလားဆိုပြီးတော့ကျမကအဲ့ဒီအရာလေးကိုကျမသဘောကျတယ်ဘာလို့လဲဆိုရင်ကျမတို့ဖခင်သခင်ရဲ့လမ်းစဉ်ကလည်းအဲ့လိုပါပဲကိုကသူများကိုကူညီလိုက်တဲ့အရာကိုကိုယ်တိုင်ကကြွားလုံးထုတ်ဖို့မဟုတ်ပါဘူးတကယ်လို့အနေသူတွေကရတဲ့ချိန်မှာသူတို့စိတ်ထဲကနေလာတဲ့ပီတိသူတို့စိတ်ထဲကနေလာတဲ့ဆူတောင်းပေးမှုတွေကကိုယ့်အတွက်ကောင်းကြီးဖြစ်စေတာပါဒါကြောင့်ဘုရားသခင်ကလည်းပြောလဲဆိုတော့အဲ့လိုမျိုးလူတွေနော်ကိုယ်တိုင်ကကြွားလုံးမထုတ်ဘဲနဲ့လူပေးလိုက်တဲ့လူတွေကိုဘုရားသခင်ကလည်းထူးခြားတဲ့ဒီထက်မကကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကိုဘုရားကပြန်ပြီးတော့ကောင်းကြီးတွေပေးမယ်လို့ကျမ်းစာမှာပြောတာဆိုတော့ကျမတို့ကအလူငွေလူတဲ့ချိန်မှာလည်းကြွားလုံးထုတ်ဖို့မဟုတ်ဘူးဆိုတာကိုကျမဒီကနေအနည်းငယ်လေးပေါ့နော် sharing လုပ်ချင်တာဖြစ်ပါတယ် thank you ပါ